สวัสดีค่ะဒီကနေ့ဒီရှေတို့အချိန်မနေ့တုန်းကအဆက်လေးအတူတူဆက်သွားပြီးလေ့လာကြမယ်အချိန်နဲ့ပတ်သက်တာလေးတွေမနက်ပိုင်း6နာရီကို6โมงเช้าမိုးလင်းသွားပြီဆိုရင်ရှေတို့အနောက်မှာเช้าလို့ထည့်ပေးမယ်မနက်9နာရီ7โมงเช้า7โมงเช้าမနက်10နာရီ8โมงเช้า8โมงเช้ามနက်9นาရီ9โมงเช้า9โมงเช้ามနက်10นาရီ10โมงเช้า10โมงเช้ามนด11นาရီ11โมงเช้า11โมงเช้ามนแต่12นาရီကိုเที่ยงวันတို့မဟုတ်ตอนเที่ยงလို့လည်းရှယ်တော့တုံးလို့ရပါတယ်မွန်းလွဲ1နာရီကိုบ่ายโมงနေ့လယ်ပိုင်းဆိုရင်ရှယ်တို့บ่ายထည့်ပေးရတော့မယ်บ่ายโมงနေ့လယ်1နာရီနေ့လယ်2နာရီကိုบ่าย2မွန်းလွဲ3နာရီကိုบ่าย3บ่าย3အရှိမบ่ายထပ်ပြီးမယ်ညနေအချိန်ရောက်သွားပြီအချိန်ပြောင်းတော့မယ်4โมงเย็น4โมงเย็นညနေ4နာရီညနေ5နာရီ5โมงเย็น5โมงเย็นညနေ6နာရီ6โมงเย็น6โมงเย็นမိုးချုပ်သွားပြီအချိန်ပြောင်းတော့မယ်ည9နာရီ1ทุ่ม1ทุ่มည8နာရီ2ทุ่มည9နာရီ3ทุ่มလို့ပြောလို့ရပါတယ်စာအုပ်လေးမှာယူချင်တဲ့ဆိုရင်ချင်းနှောင်းထဲမှာနှိပ်ပြီးမှာယူလို့ရပါတယ်ရှင်စวัสดีค่ะ